ဒီခေတ်ကြီးမှာအိမ်ထောင်ပြုရင်ဖောက်ပြန်ခံရတဲ့ဒဏ်ကိုလည်းခံနိုင်ရမယ်။ကိုယ့်ကိုလစ်လျူရှုတဲ့ဒဏ်ကိုလည်းခံစားကောင်းခံစားရလိမ့်မယ်။အိမ်ထောင်ဖက်ရဲ့လိမ်လည်ခြင်းကိုလည်းတိရက်နဲ့နားထောင်နေရမယ်။အလုတ်အကြောင်းပြပြီးတူပျော်ရလုံနေတာကိုလည်းကြည်နေနိုင်ရမယ်။ကိုယ့်အပေါ်ပေးထားတဲ့ဂတိတွေမတီးနိုင်တော့တာကိုလည်းနားလည်နိုင်ရမယ်။ကိုယ့်အပေါ်မလေးနက်တော့တာကိုလည်းတီးခံနိုင်ရမယ်။ကိုယ့်ကိုမချစ်တော့တဲ့စိတ်ကိုလည်းပြင်ဆင်နိုင်ရမယ်တဲ့အခုပြောပြသွားတဲ့အချက်တွေထဲကတစ်ချက်တော့ညှိတဲ့တံကိုခံနိုင်ရမယ်ဆိုတာကြိုပြီးတော့တွေးထားပါခံနိုင်ရင်မရှိဘူးဆိုရင်အဲ့ဒီလမ်းကိုရှောက်ဖို့မတွေးပါနဲ့ရှောက်ပြီးသွားလို့ဖြစ်လာတဲ့ပြဿနာတွေအပေါ်ထိုင်ပြီးအပြစ်တင်နေမဲ့အစားကြိုတွေးထားပြီးသားအရာတွေပဲမို့ဘလို့ပြောင်းလဲရမလဲဘလို့ညှိယူရမလဲဆိုတာကိုပဲကောင်းထဲမှာစဉ်းစားပါရိုးရှင်းပါတယ်နှစ်ယောက်သွားလို့မဖြစ်နိုင်တော့ရင်တစ်ယောက်တည်းဆက်လျှောက်ရုံပေါ့တဲ့ဟုတ်ကဲ့ဒါလေးကတော့အေးပေါ့နော်ဒီခေတ်ကြီးမှာအိမ်ထောင်ပြုရင်အရင်ခေတ်နဲ့မတူဘူးဘာတွေကြုံနိုင်လဲဆိုတာလေးကိုရေးသားပြီးတော့ဖော်ပြထားတဲ့စာသားလေးပဲဖြစ်ပါတယ်ဆိုတော့ eco တိုင်းရေးသားထားတဲ့ how to handle between relationship and career ဆိုရပထမဦးဆုံးထွက်ရှိခဲ့တဲ့စာအုပ်ကလေးတွေကစာသားလေးကိုပြန်ပြီးတော့အခုနားထောင်နေတဲ့လူငယ်လူကြီးတွေအတွက်ဖတ်ပြပေးလိုက်ပါတယ်ဆိုတော့ဒီစာသားလေးရပေါ့နော်တခုခုတော့ရင်ထဲမှာကြံခဲ့မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲပေါ့နော်ဘယ်အရာမဆိုအမြဲတမ်းစင်းလုံးချောအဆင်ပြေနေတာမရှိတဲ့အတွက်အိမ်ထောင်ပြုခြင်းမှာလည်းအဲ့လိုပဲပေါ့နော်ဒါကြောင့်တေချာစဉ်းစားပြီးတော့ရွေးချယ်စေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်